မြန်မာပြည်အတွက်ခရစ်တော်ပြရမယ်မြန်မာပြည်သားတိုင်းခရစ်တော်ပြရမယ်ဆောင်ရွက်မယ်လို့ဆိုရင်မြင့်ဝဲစွာရှိရဲ့သာသနာတော်တည်ရှိထားရမယ်သာသနာဒီမှာတို့တွေစက္ကမယ်ဘုရားပြပေးအပ်တဲ့ဝိညာဉ်အားလုံးစက္ကရမယ်နော်ဆူတောင်းမယ်ကဲသာသနာအတွက်အားလုံးစက္ကရမယ်ပြန်ဆိုမယ်စက္ကရမယ်မြန်မာပြည်အတွက်ခရစ်တော်ဖြစ်ရမယ်အတွင်းလူနဲ့တည်ဆူရမယ်ခံစားချက်နဲ့တည်ဆူရမယ်ခံစားချက်နဲ့တည်ဆူရမယ်ဟာလေလုယာခံစားချက်နဲ့တည်ဆူရမယ်အိုးဟာလေလုယာသာသနာခရီးအတွက်စက္ကမယ်သာသနာခရီးအတွက်စက္ကမယ်ခံစားချက်နဲ့တည်ဆူရမယ်တကယ်ခံစားချက်နဲ့တည်ဆူရမယ်โอ้ฮาเลลูยาလင်းဆောင်စားနေကြာရလို့ယင်မာထာဝရတွေ့မြင်သွားသူဆောင်နေအားလုံးစက္ကရမယ်နော်ဆူတောင်းမယ်ကဲသာသနာအတွက်အားလုံးစက္ကရမယ်ပြန်ဆိုမယ်စက္ကရမယ်
ပြည်အတွက်ခရစ်တော်ဖြစ်ရမယ်အားလုံးလက်မြောက်ကြရအောင်အားလုံးလက်မြောက်မယ်အားလုံးလက်မြောက်မယ်အားလုံးလက်မြောက်မယ်လက်မြောက်မယ်လက်မြောက်မယ်အားလုံးလက်မြောက်မယ်အားလုံးလက်မြောက်မယ်အတွင်းလူနဲ့တည်ဆူရမယ်အတွင်းလူနဲ့တည်ဆူရမယ်ခံစားချက်နဲ့တည်ဆူရမယ်ခံစားချက်နဲ့တည်ဆူရမယ်ဟာလေလုယာခံစားချက်နဲ့တည်ဆူရမယ်အိုးဟာလေလုယာဟာလေလုယာတာတနာခရီးအတွက်ဆက်ကမယ်တာတနာခရီးအတွက်ဆက်ကမယ်ကိုယ်ခံစားချက်နဲ့တည်ဆူရမယ်တကယ်ခံစားချက်နဲ့တည်ဆူရမယ်Hallelujah, hallelujah. Lean Jaya lo yema. Tawara penikwa. Second meta dana khiyema. Sekaya men, no sutome. Ke tatana twe alung sekaya men. Tian sume sekaya men.လာပိုင်း19ရက်နေ့ပေါ့နော်ကျွန်မအသက်တာပြောင်းလဲသွားတယ်ပြောင်းလဲသွားတာကျွန်မပေါ့နော်လေဖြတ်တယ်စကားတွေမပြောနိုင်ဘူးအဲ့ရနေပြောမှာကျွန်မပေါ့နော်ဒီဖရားကိုတိလာတာပေါ့နော်အဲ့ရနေပြောပေါ့နော်ဖရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ကျွန်မဒီလေဖြတ်တဲ့ယောဂတွေစကားမပြောနိုင်တဲ့ယောဂတွေကနေပြီးတော့ဖရားရဲ့နမိတ်လက္ခဏာတွေပေါ့နော်ဖရားရဲ့ကောင်းကြီးတွေခံစားရတယ်လို့ပဲပြောမှာနော်ကျွန်မအဲ့ရနေပြီးကျမ်းမာခြင်းတွေရလာပြီးတော့
ကျမအဲ့2010 9လပိုင်း19ရက်နေ့မှာပေါ့နော်ကျမနှစ်ချင်းမင်္ဂလာခံယူတယ်ခံယူပြီးတော့ကျမယနေ့ချိန်ထိပေါ့နော်ကျမဖခင်ရဲ့အမှုတော်များပါဝင်နေတာဖြစ်ပါတယ်ဖခင်ကလည်းကျမမှာအသုံးပြုတာကတကယ်ပဲအနာငင်းချင်းမှာဖခင်သခင်ကျမကိုအသုံးပြုတာဖြစ်ပါတယ်နောက်ပြီးပေါ့နော်ကျမနှစ်ချင်းနေခံတယ်ကျမပေါ့နော်စုံစမ်းကြီးနေမျိုးမျိုးလည်းခံရပါတယ်ဒါမဲ့လို့ကျမဘလို့ဒုက္ခမျိုးဘလို့ပြဿနာပဲဆိုလားဖခင်ရှင်ရှိမှာပဲကျမစက္ကပ်ပြီးတော့ဖခင်ရှိပေါ်မှာသစ္စာရှိစွာပဲကျမမှုတော်ထမ်းနေတာဖြစ်ပါတယ်ဒီနေ့လည်းပေါ့နော်ကျမလှုပ်ဆောင်ခဲ့တဲ့ပေါ့နော်ဒီအနာငင်းကြီးနေမှာလည်းတကယ်ပဲအံ့ဩစွာတွေကအများကြီးပဲရှိတယ်တက်တည်ရပြပြောစရာဆိုလည်းအများကြီးပဲဘာလဲဆိုတော့ဖြစ်ပါတယ်ရှင်ဥစားတက်တည်ကဝင်ရတဲ့ဒါရှင်နာမကိုချီးမွမ်းပါတယ်ကျမကတော့အမိကန်ခင်ရတယောက်ဖြစ်ပါတယ်ဒါပေမဲ့ကျမ2010ခုနှစ်လောက်မှာကျေးဇူးတော်ကြောင့်ပဲမယုံကြည်သူပြောင်းလဲတဲ့ဆရာသမားတွေရဲ့တက်တည်ခံခြင်းတွေနှုတ်ပတ်တော်တွေကြားတဲ့အခါမှာကျမတက်တာတရှိတော်ဝင်ရတူတူချာပြောင်းလဲခဲ့ပါတယ်ပြောတဲ့အခါမှာနောင်တရပြီးတော့ကျမအယမ်းငိုခဲ့တယ်မယုံကြည်သူတော်မှအမှုတော်ဆောင်ပြီးတော့မှကျမယုံကြည်သူကတော့ပြီးတော့အမှုတော်မဆောင်ရလေဆိုပြီးတော့ကိုယ့်ရဲ့အသက်တာမှာအယမ်းပဲပေါ့နော်ခံစားရအဲ့ချမ်းစာပြီးကျမယေရှုခရစ်တော်ရဲ့နာမကိုကျမလိုက်ခဲ့ပါတယ်ဆရာကြီးရဲ့ပဲနဲ့ကျမအမှုတော်တန်တနာတွဲဆောင်ခဲ့တာအခု၄နှစ်တည်းရောက်ပါပြီကျမတန်တနာပြုရတယ်စပြောင်းနေတဲ့ချမ်းစာပြီးကျမတန်တနာပြုရ၄နှစ်တည်းရောက်ပါပြီကျမပထမဆုံးကျမဘုရားသခင်ပြီးတဲ့ဆုကျေးဇူးကတော့အင်္ဂလိပ်နာယောဂရင်းကြီးဖြစ်ပါတယ်နောက်ဘုရားသခင်ကကျမကိုစပြီးတန်တနာလုပ်တဲ့အခါမှာဒီပေါ်တော့ဘုရားသခင်ရဲ့အမှုတော်ကိုထပ်ဆဆောင်တဲ့အခါမှာကျမယောက်ျားမယုံကြည်သူဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ကြီးစိုးတော်ကြောင့်ကျမဘုရားသခင်မှုတော်ကိုဆောင်မဲလို့ကျမတင်တဲ့နောက်ပိုင်းမှာကျမယောက်ျားရဲ့အမေကအဆုတ်ကစားယောဂဖြစ်ခဲ့ပါတယ်အဲ့ဒီချိန်မှာကျမယောက်ျားကိုပေါ့နော်ယေရှုခရစ်တော်ဘုရားတကယ်အသက်ရှင်တယ်နေအမေကိုယေရှုခရစ်တော်ဘုရားယောဂပြည့်တက်မှနေယုံလားလို့ကျမမေးခဲ့ပါတယ်အဲ့လိုမေးခဲ့တာမှာသူကယုံတယ်ပြောကျမတို့ဇနီးမောင်နှံယောက်ဆူတောင်းတဲ့အခါမှာကျမယောက်ကမှအဆုတ်ကစားယောဂပျောက်ကင်းခဲ့ပါတယ်အဲ့တဲ့အခါမှာကျမယောက်ျားလည်းပြောင်းလဲသွားပါပြီယုံကြည်သူဖြစ်သွားပါတယ်ကျေးဇူးတော်ကြောင့်ပဲနောက်ပြီးကျမဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဆက်ပြီးတော့ဘလုံးညွတ်သာသနာမှာကျမအသက်တာပြောင်းလဲတာပါကျမအသက်တာပြောင်းလဲခြင်းရတော့ကျမယောက်ျားဒီဖြတ်နေပါတယ်ဖင်တီးရဆွဲနေတာလမ်းမလျှောက်နိုင်ပါဘူးဒါပေမဲ့တော်ကြီးမတည်ဘူးလို့ဆရာကနှုတ်နဲ့တွေ့သူနှုတ်ကပတ်တော်ကိုကြားနာပြီးတော့ထည့်ချင်းယူခဲ့ပါတယ်အဲ့နှစ်ချင်းယူတဲ့အချိန်မှာပဲသူကခြေထောက်ကောင်းပြီးတော့လမ်းလျှောက်နိုင်ပါတယ်လမ်းလျှောက်နိုင်တဲ့ပြင်မဟုတ်ဘူးလောက်ကင်စားတောင်းနိုင်တဲ့အခွင့်အရေးပါရပါတယ်အဲ့ဒါကြောင့်မလို့ကျမဘုရားသခင်ကိုယုံကြည်ပါတယ်ယုံကြည်ခြင်းနဲ့ကျမရှောက်လန်းတဲ့အပေါ်မှာကျမတို့ဈေးရောင်းရင်းနဲ့ကျမသာသနာပြုပါတယ်ဈေးရောင်းနဲ့သာသနာပြုတဲ့အပေါ်မှာခလေးတယောက်ကဘောကြနေတယ်ဘောကြလို့ငိုယိုးနေတယ်အဲ့ကလေးကိုခွဲစိတ်ရမယ်ဆရာဝန်ကပြောတယ်သူဆေးရုံတက်မဲ့အချိန်မှာကျမတော်ကြီးမတစ်တွေ့ကိုခေါ်ပြီးတော့သွားဆွတောင်းပြီးတဲ့အခါမှာခလေးကဘောကြတာကပျောက်ကင်းသွားပါတယ်မကွဲမစိတ်ဆေးရုံမတက်ကပဲနဲ့ပျောက်ကင်းသွားပါတယ်အဲ့ဒါအပြင်မဟုတ်ပါဘူးကျမတို့မိုးညိုသာသနာနဲ့နေဝေးသာသနာကိုလည်းကျမတို့ဆက်လက်ပြီးတော့ဖျားရှင်နိုင်ငံတော်အတွက်လှုပ်ဆောင်နေပါတယ်မိုးညိုသာတက်တည်ခံပြီးဖို့တကယ်ရှုနာပါလေဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဆရာတောင်းဝင်တော့ဖြစ်ပါတယ်ကျွန်တော်ကတော့ဘုရားဘာသာကနေပေါင်းနေလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်ကိုဆိုလို့ရှိရင်အမေကအိုင်သာသနာမှာပါဝင်ဆက်ကောက်ခွင့်ရပါတယ်ဘုရားတကယ်ရင်းနှီးခြင်းကြောင့်ကိုဆို၄နှစ်တိုင်ပေါ့ဘုရားမှုတော်မှာဆက်ကောက်ခွင့်ရပါတယ်အဲ့ဒီတည်းမှာဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစေတဲ့အရာများစွာကိုလည်းဘုရားကောင်းချီးပေးပါတယ်အယုံကြည်သူများစွာလည်းပြောင်းလဲလာတယ်ဒီအခါမှာဟိုနော်မကျမ်းမာတဲ့သူများစွာလည်းကျမ်းမာလာတယ်နောက်တော့နှဆိုးဆွဲတဲ့သူတွေကိုလည်းဘုရားသခင်ကတကူတော်အားဖြင့်တော့လှုပ်ဆောင်နိုင်ရတော့အခွင့်အရေးလည်းရပါတယ်အဲအကြောင်းကျွန်တော်တို့ရဲ့သာသနာမှာဘုရားတိဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားခြင်းအားဖြင့်အသုံးပြုခြင်းကိုခံနေရပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်ရဲ့ယူပါယုံကတော့တိမရှိသေးတဲ့နေရာတွေတွားရောက်ပြီးတော့မှအမှုတော်ဆောင်မှုနောက်တော့ဒီချီနှောင်ခြင်းခံနေရတဲ့သူတွေလှုပ်ခြင်းခွင့်ရမှုဆက်လက်ပြီးသာသနာ့မှာများစွာအလုံးလုံးနိုင်ပြီးတော့ကိုလည်းလှုပ်ဆောင်နိုင်မှုဘုရားသခင်စီမှာတုံ့ပြုနိုင်ဖို့ဆုတောင်းနေပါတယ်ဆက်လက်ပြီးတော့ဘုရားရှင်အမှုတော်မြတ်မှာဝမ်းမြောက်စွာနဲ့ပါဝင်လှုပ်ဆောင်နိုင်မှုအတွက်လည်းကျွန်တော်တို့လှုပ်ဆောင်နေပါတယ်ကျွန်တော်တို့အတွက်လည်းအဲ့တော့သာသနာပြုတော့ရှင်းပြရှိပြီပေါ့နော်သာသနာပြုတော့ရှင်းပြရှိပြီအနာငင်းချင်းမှာလည်းဘုရားသခင်ကအောင်မြင်ခြင်းပေးတယ်အနာငင်းချင်းမှာလည်းတော်ပြီပေါ့နော်ကျောင်းကလည်းကျမကြီးတွေကောင်းကုန်ကြတယ်စတောင်းပေးတဲ့အခါမှာအထူးရတာကတော့မယုံကြည်သူတူပေါ့နော်ဟိုကတိုက်ဆိုင်ကဘောပြကြပြီးတော့ခေါင်းမှာပူဖြစ်တော့နော်အဲ့ဒီပူရတော့ဓမ္မရရဲ့အခါကျတော့အုံနောက်ထဲမှာတဲ့ဖန်ကော်တလုံးလောက်ပူခဲသွားတယ်တဲ့အုံနောက်ကလှုပ်သွားတယ်တဲ့အဲ့လိုမျိုးပြောတော့နော်ဒီခါကျတော့သူတို့အနေနဲ့သူတို့ကုတယ်စေးဥမှာတော်တော်ကြာကုတယ်စတဲ့လောက်ကြာတယ်ကုတယ်မရဘူးမရတဲ့နောက်ဆုံးမှာကျမတို့ကိုစတော်မီခိုင်းတယ်စ
တောင်းမိခိုင်းတဲ့ခါမှာကြည့်တဲ့အခါမှာအဲ့ဒီကလေးမတွေကဖြစ်နေဆိုတော့အပမိနေတယ်ဖြစ်တယ်အပလည်းမိနေတယ်ဒီယောဂလည်းဖြစ်တယ်အဲ့ဒါကျမတို့အရင်ဆုံးကအပကိုအရင်ထုတ်ဖြစ်တယ်အပကိုစတောင်းပြီးတော့အရင်ထုတ်တယ်အပဆိုတာကဟိုစားတော့ဝင်းရစိုးတော့အဲ့ဒီဝင်းရစိုးကိုအရင်မောက်ထုတ်တယ်မောက်ထုတ်ပြီးရတယ်အဲ့ဒီသူခဲနေတဲ့နေရာမှာခေါင်းကိုကြိုက်လိုက်တဲ့ခါမှာပူပြီးတော့မိခဲကိုကြိုက်လိုက်ရတယ်အဲ့ဒီမှာပူနေတယ်ပူတဲ့ခါကျတော့အဲ့ ယုံကြည်တဲ့ခါမှာသူ့မိန်းမနေပြီးတော့နောက်ကလေးမွေးတယ်ပေါ့နော်မွေးတဲ့ခါမှာသူကယုံကြည်ကစားဆိုတော့ဆေးမှာဘိုင်းနာတာ3ရက်ပေါ့နော်ဘိုင်းနာ3ရက်မွေးနိုင်တဲ့ခါမှာဆရာမကခွဲရဆက်ရမယ်လို့ဆိုပြီးသူတို့ပတ်စံနဲ့ရှာခိုင်းတယ်သူတို့မှလည်းဘာမှမရှိတဲ့ခါမှာပေါ့နော်ကျမကိုဖုန်းနဲ့ဆက်တဲ့ခါမှာကျမတွားတဲ့ခါမှာကျမဘာမှတော့ငါတော့ဘာမှမတတ်နိုင်ဘူး ပါတယ်အခုကျမရဲ့တရားအမြင်ဖြင့်မိသားစုကျမတို့ရဲ့မိသားစုမှာ6ယောက်ကိုလည်းအသက်တာပြောင်းလဲစေပါတယ်ဘေးမှာလည်းရှိသောယုံကြည်သူအသက်တာမရှိသေးသောကြောင့်ဒီလှုပ်ဆောင်ခြင်းမှာအသက်တာအများဆုံးအဖြစ်လှုပ်ဆောင်လာတာဖြစ်ပါတယ်သူတို့ရဲ့အသက်တာလည်းပြောင်းလဲလာရတယ်အများဒီသာသနာကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်ကျမရဲ့အသက်တာကြောင့်သူတို့ကိုပုံသက်တည်ပြပြီးလှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်